မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်ဒီဇင်ဘာလတလစာဗုဒ္ဓဖူးရာဟုသားသမီးတွေအတွက်တလစာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာပထမဗုဒ္ဓဖူးရာဟုသားသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆရာကိုဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေများ2025ခုနှစ်အခုဆိုရင်ပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလကိုရောက်လာပြီဒီပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလဆရာငယ်ရဲ့မွေးလမှာမိတ်ဆွေတို့ကန်ရှင်တွေရောဒီနှစ်ရဲ့အချင်းမိတ်ဆွေတို့ဘယ်လိုရှိလဲဆိုတာသုံးသပ်ရေးပြီးသွားပါအောင်လို့ပြောရင်းနဲ့ဗုဒ္ဓဖူးရအောင်သားသမီးတွေအတွက်စတင်လိုက်ကြရအောင်ခင်ဗျာ2025ခုနှစ်12လပိုင်းအတွက်ဗုဒ္ဓဖူးရအောင်သားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာအရာရာကိုတခြားဝပြိုလဲပြက်စီးခြင်းနဲ့စိတ်တွေဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ကိစ္စတစ်ခုခုကိုမလုပ်ရှင်မဲ့လုပ်ရတော့မယ်ဖြစ်ရှင်တဲ့အရာတွေကိုဖြစ်လာပါမလားဆိုတဲ့စိုးရိမ်စိတ်တွေတိမ်ငယ်စိတ်တွေများစွာဝင်နေပြီးတော့ဖြစ်ရှင်ရဖြစ်ွားဆိုပြီးတော့တုံးတိုက်ကြားကြိုက်တခုခုကိုရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးတွေများစွာစဉ်းစားတွေးခေါ်နေတော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေဗုဒ္ဓဖူးရအောင်သားသမီးတွေဒီတလတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကအစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကမှဒုံခဲအမှာတော့မှဘယ်ရာကမှဂယုမဆိုင်ဖ ೇನೆ မိမိရဲ့ဖြစ်ခြင်းတဲ့စိတ်ဖြစ်လို့တဲ့စိတ်ကိုများစွာကြိုးစားရင်အင်မတန်အားသာကောင်းမှုပြီးတော့ကံကောင်းစေတဲ့လဖြစ်ပြီးတော့စိုင်းမှုတင်ခြင်းအမိပေးခြင်းထင်ပေါ်ခြင်း social media ပလူတန်စာအစရှိတဲ့အရာလေးတွေလူသိထင်ရှားကြော်ကြားတဲ့အလုပ်တွေအများနဲ့ပတ်သက်ရင်အစိုးပင်ဖြစ်ဖြစ်အကောင်းပင်ဖြစ်ဖြစ်ကြော်ကြားတတ်တော်လဖြစ်တတ်တဲ့အတွက်တော့ဒုံဖိတ်ပေါ့နော်ကြောက်ရွံ့စရာမလိုဘူးစိုးရိမ်စရာမလိုပဲနဲ့ကိုတစေချင်းမှန်ရှာရင်ဖြစ်ရှင်တဲ့အရာကိုကျင်းသေးဥတီချက်ကိုရဲဝန်းနဲ့ဆုံးဖြတ်ထားရင်ကျင်းသေးအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေအဆုံးသတ်မှာရရှိမလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီတလတာတော်တွင်မှာမိတ်ဆွေဗုဒ္ဓဖူးရအောင်သားသမီးများကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အတွေးနည်းနည်းလွန်နေတာမျိုးလေးတွေအိမ်မပြောတာမျိုးလေးတွေဖြစ်ရတတ်တယ်အထူးသဖြင့်သွေးနဲ့ပတ်သက်ပြီးတော့သွေးတိုးသွေးတက်ရှိတဲ့မိတ်ဆွေများအသွေးသားနဲ့ပတ်သက်ပြီးသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာကိုမပါရင်မပြီးတာမျိုးထက်ကိုဝင်ပါလိုက်ခါမှာပြဿနာတွေပိုလာတာမျိုးတွေကိုကတခုငကိုကတော့အကောင်ကိုကဝင်ပြီးတော့ပြောဆိုလိုက်ခါမှာကို့အမားဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်ပုံချတာမျိုးလေးတွေကြုံရတတ်တယ်လို့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်ခေါင်းကိုက်ရတာမျိုးစိတ်ဆိုးရတာမျိုးစိတ်ညစ်ရတာမျိုးလေးတွေအနှဲငယ်လာရဲ့အစာမှာကြုံတွေ့ရတတ်သောကာလအပိုင်းခြားဖြစ်ပြီးတော့ဒီဇင်ဘာ10ရက်နေ့ကျော်ရင်တော့အစိုးညံ့နေဟာဗုဒ္ဓဟူးရအောင်သားသမီးတွေအတွက်ကြော်လွန်ကောင်းမှုပြီးတော့ကံကောင်းမှုတွေကျင်းတည်ရရှိပြီးတော့စိတ်ချမ်းသာစရာတွေကျင်းတည်ရရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီဇင်ဘာ1 to 8ကိုတော့တတိပြုစင်ကြရန်လိုအပ်ကြောင်းနဲ့ဘာကိုဖြစ်ဖြစ်အမှန်တရားပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်လိုက်လံဖြည့်ရှင်းနေရှင်းလေရှုပ်နေဖြစ်တတ်တဲ့အတွက်ဒုံခဲ view site မနေပဲနဲ့ကိုယ့်ရဲ့ဥတီချက်ကိုတွားပြီးတော့လှုပ်ဆောင်တာပုံမကောင်းမှုပြီးတော့အဲ့ဒီနောက်မှာတော့ဒီဇင်ဘာ9-10ကြာရင်စတင်ပြီးတော့နောက်လကုန်တဲ့အထိကိုနှစ်ကုန်တဲ့အထိကိုကောင်းမှုပြီးကံကောင်းမှုတွေရရှိမှာအသေးချာပဲဖြစ်ကြောင်းဆရာပြောရပါတယ်။ကောင်းပြီ။မိတ်ဆွေတို့လက်ရှိမိတ်ဆွေတို့ရဲ့လက်ရှိကံကအစိုးနဲ့အကောင်နဲ့ဒွန်တွဲနေတာဖြစ်တယ်လို့လရဲ့အစာကိုတော့တတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ငွေကြေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးငွေကြေးနဲ့ပတ်သက်ရင်မိမိလုပ်ရင်လုပ်သလောက်အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရရှိတာမျိုးနယ်ဝေးနယ်ချဘာသာအဝေးတနေရာကနေပြီးတော့ငွေကြေးဝင်လာတာမျိုးမထင်မဖက်နဲ့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့တွေနဲ့ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဘာလို့မဆိုကိုယ်တိုင်အမိခံလုပ်ချင်းဥဆောင်လုပ်ချင်းတွေကအောင်မြင်တိုးတက်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေမှာဆိုရင်လည်းကိုယ်တိုင်ပြောဆိုတာမျိုးလေးတွေကအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်တဲ့ကာလပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လည်းအလုပ်ရှာနေသူတွေအလုပ်တွေရရှိစေနိုင်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါလုပ်ငန်းအလုပ်နဲ့ပတ်သက်လို့ရှိရင်လည်းဘာလို့မဆိုတိုးရှယ်လှုပ်ဆောင်ခြင်းတွေဟာအားသာပြီးတော့တိုးတက်ကောင်းမွန်ခြင်းတွေကံကောင်းခြင်းတွေရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတော့ဘာကိုဖြစ်ဖြစ်အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ကူကိုအနှဲငယ်ရရှိတတ်သောလဖြစ်ပါတယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့အနေနဲ့အယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ကုသန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်စားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်အထည်အလိပ်လုပ်ငန်းတွေ TT ဖနက် online social media နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကွန်းတို့ရှမ်းတို့ကားတို့ကွန်ပျူတာတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်းဘာလို့မဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းမှုတွေရရှိမဲ့ကာလအပိုင်းခြားဖြစ်ပါတယ် OH ရှမ်းမျိုးဝယ်လို့တဲ့မိတ်ဆွေတို့တခုရအောင်သားသမီးများ OH ရှမ်းမျိုးဝယ်ခြင်းစောက်ခြင်းပြောင်းခြင်းရောင်းခြင်းကောင်းခြင်းအစရှိတာကြိုက်တာလို့ရှေ့တိုးဆောင်ရပြီးတော့လှုပ်ဆောင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းပြီးတော့ဓာတ်ဆီဒီဇယ်ဒေါ်လာဆီရွှေဆီအစရှိတဲ့အရာမျိုးတွေမှာလည်းလက်ဆောင်ရတာမျိုးတွေအကူအညီရတာမျိုးတွေဒီလုပ်ငန်းတွေကိုရှေ့တိုးလှုပ်ဆောင်ရရင်အောင်မြင်ခြင်းနဲ့
တိုးတက်ရှင်တွေဟာကျင်းတွေရရှိမှာတော့အသေးချာပဲဖြစ်ကြောင်းဆရာကရဲရဲကြီးပြောရဲပါတယ်ထို့အပြင်ဒီလတာတော်တွေမှာဆိုရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်မထင်မှတ်ပဲခရီးထွက်ရတာမျိုးတွေခရီးသွားရတာမျိုးတွေအထောက်အကူကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားဦးသားသမီးတွေနဲ့ဒီရက်12လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးနဲ့ပတ်သက်လာရင်လည်းနေချဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတတ်တယ်။ငါက passport လုပ်ငန်း visa လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့တဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်မှာ passport ကိစ္စ visa ကိစ္စပြပရဝေခရီးသွားနဲ့ပတ်သက်သောကိစ္စတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်။သို့တော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးဒီမှာတော့တတိချစင်တွေမှာပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမဆိုအနှဲငယ်လေးအယုံကံရတတ်သောကာလဖြစ်တဲ့အတွက်ပညာရေးကံလေးတွေမှာနည်းနည်းလေးညံ့နေတဲ့အပိုင်းခြားလေးတွေမှာတွေ့ရတယ်။ပညာရေးကံနဲ့ပတ်သက်ရင်တော့အနှဲငယ်လေးစိုးရိမ်စရာဖြစ်ရမယ့်ကာလစိတ်ပန်းလူပန်းမိမိဖြစ်ချင်တာတစ်ခုဖြစ်နေတာတစ်ခုဆိုပြီးတော့ဒီလိုနှစ်ခုဒွန်တွဲနေသောကာလပိုင်းခြားလေးဖြစ်တတ်တဲ့အတွက်မိတ်ဆွေဗုဒ္ဓဖူးရာဦးသားသမီးတွေအနေနဲ့ဒီချက်လေးတွေကိုတော့တတိချဆင်ခြင်ပေးရအတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်အိမ်တွင်းရေးကိစ္စလေးတွေမှာမိသားစုကိစ္စလေးတွေမှာနည်းနည်းလေးအနှဲငယ်စိတ်ညစ်ရတာမျိုးလေးတွေအိမ်တွင်းရေးကိစ္စလေးတွေနဲ့ပတ်သက်လို့မိသားစုကိစ္စလေးတွေနဲ့ပတ်သက်လာရင်အနှဲငယ်လေးနားလည်မှုလွဲနေတာမျိုးကိုကအကောင်းမြင်မြင်ကိုအကောင်းမမြင်နေတာမျိုးမကြည်နေတာမျိုးတန်တရားစိတ်တွေနဲ့ကြည်နေတာမျိုးဒါမျိုးတွေကြုံရတတ်တဲ့လားဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာဆိုကိုကူညီဝင်ပါနိုင်ကူညီပေးလိုက်ပါမကူညီဝင်မပါနိုင်ကိုကစိတ်ကလေးနေတာဟာအဖြေကောင်းဖြစ်ပြီးတော့ခါမဟုတ်သူတို့ဟာသူတို့ငင်းခုန်နေတော့ကိုကဝင်ပြောလိုက်တာမှကိုအမှားဖြစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေမှာအိမ်အတွင်းရေးဆိုတဲ့အတိုင်းပဲအိမ်တွင်းထဲမှာထားတာပုံမူကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့နဲ့စက်ပစ္စည်းရင်ပျောက်တတ်တာမျိုးတွေကြုံရတတ်ပါတယ်တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်စာချုပ်စာတမ်းကိစ္စတွေတတိထားဆင်ခြင်ဆောင်ရွက်ပါစေတနာနဲ့ပြောတဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတာမျိုးတွေကိုယ့်ကိုအထင်လွဲနားလွဲမှုလွဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မလိုအပ်ရင်စကားအများကြီးပြောတာဟာအမှားအများကြီးပါတတ်တော့လာဖြစ်ပြီးတော့နည်းနည်းလေး short ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေဗုဒ္ဓဖူးရာဦးသားသမီးတွေအနေနဲ့မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အရေးပြားနဲ့ပတ်သက်တာမျိုးရားနာတာမျိုးလေးတွေကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းယာတီအကူပြောင်းကာလလေးတွေကြောင့်အနှဲငယ်ချူချာတတ်သောကာလပိုက်ချဖြစ်တာလွယ်တော့ကျန်တာစိုးရိမ်စရာမလိုပါဘူးဒီကာလမှာအလုပ်တစ်ကိစ္စလုပ်ငန်းတစ်ကိစ္စလေးတွေထပ်လုပ်ငန်းဟောင်းမိတ်ဆွေဟောင်းနေနဲ့ပတ်သက်ပြီးတော့စကားပြောရင်တတိထားပြောပါစင်ပြင်ပြောပါဖြစ်နိုင်ရင်မလိုအပ်ဘဲနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာစကားနဲ့ထိထိရောက်ရောက်တိတိကျကျလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့မလိုအပ်ပဲစကားအများကြီးပြောရင်အမှားအများကြီးပါတတ်တော့လဖြစ်ပြီးတော့နားလည်မှုလွဲတာမျိုးတွေဖြစ်ရတာမျိုးအယိုးစွတ်ခံရတာမျိုးတွေဆွဆွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတတိပြုစင်နေမှာစေတနာတွေမပူပါနဲ့ဝေဒနာဖြစ်ရတတ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေOH ချမ်းမြေဝယ်လို့သူတွေချစ်တို့ဆောင်ရွက်ပါရောင်းလို့သူတွေချစ်တို့ဆောင်ရွက်ပါငကိုကယာရုကိစ္စလုပ်ငန်းကိစ္စယာရုတိုးဖို့ယာရုတက်ဖို့လှုပ်ဆောင်နေတဲ့မိတ်ဆွေများတကယ်ကိုကျင်းတွေယာရုတိုးခြင်းယာရုတက်ခြင်းတွေကြုံရတတ်လို့ OH ချမ်းမြေပိုင်ဆိုင်ရာချင်းမျိုးတွေ OH ချမ်းမြေနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူငယ်တွေအခြေရင်းနဲ့ပတ်သက်လာရင်တော့ရီစားလဲရချစ်သူလဲရဖြစ်တတ်တယ်လို့စံကောလက်ကောအာသာကောင်းမှုပြီးတော့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲနဲ့ခရီးထွက်ကမှပူးစာပတ်ပေါ်တာမျိုးတွေခရီးထွက်ကမှရီစားတစ်ရတာမျိုးတွေအရှိတစ်ရတာမျိုးတွေအိမ်အောင်ဘက်ဖူးစာဘက်ပေါ်တက်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိမ်အောင်ရေးနဲ့ပတ်သက်လာရင်လည်းငကိုကဝေးကွာနေတော့အိမ်အောင်ရှင်များဖို့ပြန်လဲစုံစည်းရတာမျိုးတွေပြန်လဲပေါင်းရတာမျိုးတွေကြုံရတက်ပြီးတဲ့အခါမိတ်ဆွေအိမ်အောင်ရေးနဲ့ပတ်သက်လာရင်ငကိုကနားလည်မှုလွဲနေတဲ့မိတ်ဆွေတွေတောင်ဒီကာလမှာနားလည်မှုရှိအောင်ရှေ့တို့ဆောင်ရွက်ပြီးတော့တဦးနဲ့တယောက်နဲ့တယောက်တိုင်တိုင်မင်းမင်းညှိနိုင်လို့ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ငကူကအချုပ်အနှောင်ဖြစ်နေတော့ဗုဒ္ဓဖူးရာဦးသားသမီးများအနေနဲ့တတိပြန်လဲလွတ်မြောက်လာတာမျိုးတွေလွတ်မြောက်လာမယ့်သတင်းတွေကြားရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပြီးတော့ပျောက်သောသူချလင်တွေ့မဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်ဗုဒ္ဓဖူးရာဦးသားသမီးမိတ်ဆွေတွေဒီလတာတော့တွေ့မှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့နော်ဟိုကံဟာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီရအတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဘာလို့မဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်တဲ့အခါမှာတနင်္ဂနွေသားသမီးတို့စနေသားသမီးတို့နဲ့တွဲဖက်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာကောင်းမှုပြီးတော့ကံကောင်းစီသောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျပညာရေးနဲ့ပတ်သက်ရင်လည်းစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ပညာရေးနဲ့ပတ်သက်ရင်သင်ယူခြင်းစိတ်အားနည်းနေတော့လဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေညီကိုမောင်နှမကိစ္စလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေတော့အနှဲငယ်လေးစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ထို့အပြင်မိတ်ဆွေတို့နဲ့ဘာကိုဖြစ်နိုင်လို့ရှိရင်စကားနဲ့အများကြီးလောက်တာပုံမှုပြီးတော့ကောင်းမှုပြီးတော့ကံကောင်းစီသောကာလဖြစ်ပြီးတော့ရည်ရွယ်ချက်ဥတီချက်တွေကိုတားခတ်ကိုရဲထားပြီးတော့ရဲဆောင်ရွက်ရင်အောင်မြင်တိုးတက်မှုတွေကံကောင်းမှုတွေရရှိစေမှာအတေးကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်
ထို့အပြင်မိတ်ဆွေတို့နဲ့ယာရုတိုးချင်းနဲ့ယာရုတက်ချင်းနဲ့မထင်မဖဲနဲ့ပုံကိုကောင်းပထန်းဆက်ကောင်းတွေအကူအညီတွေရရှိတတ်တယ်ရွှေလက်ဝတ်လက်စဗရန်များကြောက်နီလာအဆရှိတာမျိုးတွေဖယားဇေဒီသိမ်ပရမတ်အဆရှိတဲ့အရာမျိုးတွေအလူကံပုံကိုအဆရှိတာမျိုးတွေလက်ဆောင်ပစ္စည်းဗန္ဒရရှိတတ်တယ်လို့မိတ်ဆွေတို့ဒီလာတာတော်တွေမှာဆိုရင်တော့အဝေးတနေရာကဆွေမျိုးသားချင်းကောင်းနေချလူမျိုးချဘာသာခြားတွေရဲ့အကူအညီကောင်းထောက်ကန်ကောင်းတွေကိုကျင်းတွေရရှိတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလာတာတော်တွေမှာဗုဒ္ဓဘုရားသားသမီးများအနေနဲ့အကျိုးပေးစေသောအရာဟာတော့တောင်ဆုစုရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အနောက်တောင်ရက်ဖြစ်ပါတယ်ခင်ဗျဗုဒ္ဓဘုရားသားသမီးတွေဒီလာတာတော်တွေမှာဆိုလို့ရှိရင်အကျိုးပေးကံကောင်းစေသောအရာအနေနဲ့ဆိုရင်တော့ခရမ်းရောင်တို့ခဲရောင်တို့အဝါရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေသောလဖြစ်တာအသေးချာပဲဖြစ်တယ်ဗုဒ္ဓဘုရားသားသမီးများဒီလာတာတော်တွေမှာဆိုအကျိုးပေးကံကောင်းစေသောနေသားအနေနဲ့ဆိုရင်တနင်္ဂနွေသားသမီးတို့စနေသားသမီးတို့နဲ့ပတ်သက်ပြီးတိုးတက်ကောင်းမှုပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတတ်သောလဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော်တွေမှာဘာကိုမစိုးမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်တော့မိတ်ဆွေတို့အနေနဲ့တတိထားဆင်ခြင်ပေးရမှာတော့နည်းနည်းလေးအတွေးမလွန်ပါနဲ့ဗဇက်ကဖရာလက်ကကာယဖြစ်တတ်ပါတယ်အရေးကြီးသောကိစ္စတွေလှုပ်ဆောင်တဲ့အခါပြုမှုဆောင်ရွက်တဲ့အခါမှာကံကောင်းစေရန်အတွက်မိမိအိမ်ကမြတ်စွာဘုရားမှာတောက်တော်ရည်အေးအေးလေးနှစ်ခွက်ကိုလှူပြီးတော့လိုရာဆူတောင်းပြီးတော့တွားရင်မိမိတို့ရဲ့အလိုဆန္ဒပြေဝသွားမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီတလတာဟာဘာကိုပဲဖြစ်ဖြစ်စိုးစိုးညံ့တဲ့အရာတွေမှန်သမျှကိုထားခဲ့လိုက်တော့ကျဲတို့အခုပြက်ကလေးတစ်ခုရဲ့နောက်ဆုံးနှစ်ကိုရောက်ပြီဆိုတော့2026ခုနှစ်ကိုမကြခင်ရောက်ရှိလာတော့မယ်ဆရာဆိုလို့ရှိရင်12လပိုင်း31ကဆရာရဲ့မွေးနေ့ဆိုတော့လက်ဆောင်တွေ pre order လက်ခံနေပြီဟာဆိုတော့ကောင်းပြီဘုရားရောက်သားသမီးမိတ်ဆွေတို့ဒီတလားတာတော်တွေမှာပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလမှာတော့အစိုးညံ့တွေကိုကုန်စီအောင်လို့ဆရာငယ်သားမှာအမေပြန်တဲ့ရည်ရည်တွေဆရာပြက်ကလေးရည်ရည်တွေပြန်တင်ပေးပါမယ်ခင်ဗျတို့အပြင်ပြန်လဲရိုက်ပြပါမယ်တချို့မသိရင်လည်းရိုက်ချပါတချို့မိတ်ဆွေဟောင်းတွေကတော့သိမယ်ဆိုတော့ဆရာထူးထူးမပြောတော့ဘူးအဲ့တော့2026 2026ပေါင်းချင်း30 numerology ရဆိုရင်တစ်ကနန်းဟာစတင်ခြင်းလို့ခေါ်တယ် tarot မှာ magician ဆိုတဲ့အတိုင်းပဲစတင်ခြင်းတွေမူရှာအောင်ရမယ်ဆိုပြီးတွေးပြီးတော့2025နှစ်လုံးရဲ့အစိုးညံ့တွေကိုဒီလမှာအဆုံးတက်လိုက်တော့ရက်လိုက်တော့အညံ့နေမကောင်းမှုထင်တာတွေကိုဖြတ်လိုက်တော့အစိုးတွေကိုထားခဲ့ပြီးတော့ပယ်ဖြတ်ပြီးတော့2026ကိုကောင်းတာနေနဲ့အတူသွားမယ်ဇာငယ်နဲ့အတူ2026ကိုကောင်းတာနေနဲ့အတူစတင်ပြီးတော့ဆုံးဖြတ်ချက်ကောင်းဒသစ်ချီကောင်းလုပ်ငန်းကောင်းအလုပ်ကောင်းတွေကိုစတင်ပြီးတော့တောမဂျူရီပပဂျူရီအားလုံးထားခဲ့ပြီးတော့ကောင်းမွန်ခြင်းနဲ့အေဂျင့်ချင်းတွေအားလုံးကို2026မှာဆရာတို့အတူဆရာကတော့ရက်ဆောင်နေပြီမိတ်ဆွေတို့အတွက်ပဲကြံတော့တယ်ကဲကံကောင်းခြင်းနဲ့အတူခြေလာကိုဆက်သွယ်ရအောင်လို့ပြောရင်းနဲ့မိတ်ဆွေများဒီတလတာတော့တင်မှာအဆက်ဆက်ရမိမိတို့ရဲ့ကံကောင်းစီသောနံပါတ်ဟာတော့4ကနန်း8ကနန်း3ကနန်းနေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီသောကနန်းဖြစ်ပါတယ်အကျိုးပေးကံကောင်းစေပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းပြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဆိုထိတွေ့ရောင်းလိုက်ပါကအယောင်းဝယ်ကောင်းပြီးကံကောင်းစီမှာဗဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်ဘာသာတရားများလုပ်ပါအဋိဋ္ဌံအနေနဲ့ပြုလုပ်ခြင်းတပါဆိုရင်တော့မေတ္တာတုတ်တနေ့ကို6កောင်လုံးနဲ့12ရက်တိအဋိဋ္ဌံပြုပါဒါအပြင်မိတ်ဆွေတို့အနေနဲ့အဆဆရကံကောင်းစီကပတိစိတ်လို့တဲ့မိတ်ဆွေများကတော့အရဟံတိဋ္ဌိဘဂဝါအောင်ဆိုသောပတိကိုစိတ်ချင်းဖြင့်အစိုးညံ့နေပြပြောက်ကံကောင်းစီမှာပါရေရမပေးမိမှာဇာငယ်နားမှာ2026ခုနှစ်အတွက်တစ်နှစ်စာမိတ်ဆွေတို့ရဲ့တိတန်မူလဇာတာနဲ့မွေးနေ့ခုနှစ်တည်းတေချာတဦးချင်းစီတွက်လို့တပါဆိုရင်တော့ဆရာရှင်မှာကြိုတင်စရင်တော့ပေးလို့ရပါပြီခင်ဗျမနစ်ကမရတဲ့မိတ်ဆွေတွေအတွက်တော့ဆရာဦးစားပေးပြီးတော့တွက်ပေးပါမယ်အကျန်တဲ့မိတ်ဆွေတွေကတော့ရခြင်းမရခြင်းကိုဆရာပြန်လည်ပြီးတော့ဆက်သွယ်ပေးပါမယ်ခင်ဗျ2026တော့ဖြစ်နိုင်ရင်တော့အိမ်ကိုအရောက်မှာပါဆရာလက်ဆောင်လေးတွေထည့်ပေးစရာလေးတွေဖြစ်ရှိပါတယ်ဒါအပြင်ဒီတစ်နှစ်ထဲမှာ2026ခုနှစ်အတွက်တစ်နှစ်စာဟောစမ်းမှာယူတဲ့မိတ်ဆွေများကျွန်တော်တကြံအတွက်တော့တီးကြံတဦးချင်းစီစစ်မပြီးတော့ပဲနဲ့တကြံအတွက်တော့နည်းနည်းလေးဆရာမှာအလုပ်လေးတွေများတဲ့အတွက်1388ရဲ့တစ်နှစ်စာကိုတော့မဟောကြောင်းနဲ့ဆရာဟောစတန်ကြီးတွေနဲ့ဒီဟာတွေကိုပဲတကြံအတွက်ရိုက်တင်ပေးပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့2026အတွက်ထူးခြားတာကတစ်နှစ်စာဟောစတန်မှာယူတဲ့မိတ်ဆွေများအတွက်ကတော့တသက်စာမိတ်ဆွေတို့ရဲ့မူလစာတသက်စာမှာအကျိုးပေးတဲ့အရာတွေဘာညာတွေအားလုံးအပြည့်စုံကိုဆရာတသက်တာကိုဟောစတန်ကိုအချိန်ပြည့်ရေးထားပေးပါကြောင်းနဲ့မနစ်ကမရတဲ့မိတ်ဆွေတွေဆရာရှင်မှာ09392416790290416416 WhatsApp Telegram မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ TikTok Messenger မှာဧည့်သည်လက်မခံကြောင်းပြောရင်းနဲ့ကဲဗုဒ္ဓဘုရားသားသမီးမိတ်ဆွေတွေအဆက်ဆက်ရအစင်ပြေအောင်မြင်တိုးတက်စေပြီးတော့ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေဗုဒ္ဓဘုရားသားသမီးများခင်ဗျာ
ငွေကြီးအစင်ပြေစီပြီးတော့အဆက်ဆက်ရကန်ကောင်းစီရန်အတွက်မိတ်ဆွေတို့ရဲ့ကန်တာတွေတိုးတက်ပြီးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖြစ်လူသုံးမျိုးကိုဒါနကုသိုလ်ပြုရပါမယ်ဘလို့လူသုံးမျိုးကိုလဲဆိုတော့မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်ဟိုပတ်ဝန်းကျင်မှာပဲဖြစ်မတူညီတဲ့လူသုံးမျိုးကိုယ့်ထက်အသက်ကြီးသောသူသို့မဟုတ်ရင်ဖုန်ကြီးယဟန်ဟိုတစ်မျိုးသို့မဟုတ်လို့ချင်းပုံကိုယ်သုံးမိမိနဲ့အသက်ကြီးသူကိုတစ်မျိုးမိမိထက်ရှို့တဲ့သူကိုတစ်မျိုးဆိုပြီးလူသုံးမျိုးပါဖုန်ကြီးယဟန်ကိုယ့်ထက်အသက်အရွယ်ကြီးသောသူကိုယ့်ထက်ငယ်ပြီးတော့ရှို့တဲ့သောသူတွေကိုသုံးမျိုးကိုမိတ်ဆွေတို့အနေနဲ့ဘာလူရမလဲဆိုတော့မိတ်ဆွေတို့ရဲ့ငွေကြီးကံအထောက်ကိုရရှိစေရန်အတွက်စံအနှဲငယ်သို့မဟုတ်မိမိတက်နိုင်တာလေး၃မျိုးခွဲပြီးတော့တရက်တည်းလူပေးရပါမယ်ပြီးတဲ့အခါအဆက်ဆက်ရအထောက်အကူရရှိစေဖို့အတွက်ထပ်တူအကျိုးပြုပြီးတော့ကံကောင်းပါစေဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့မိတ်ဆွေတို့အနေနဲ့မိမိတို့အဲ့ဒီနေ့မှာပဲเนาะအခက်အခဲတွေပြေပြောက်သွားစေရတဲ့အတွက်မိမိအိမ်ကမြတ်စွာဘုရားမှာပဲတောက်ရည်၃ခွက်စွန်း၃ခွက်၃ပွဲလှူပြီးတော့မိတ်ဆွေတို့ရဲ့အိမ်မှာမြတ်စွာဘုရားမှာဆူတောင်းပါခင်ဗျာဒေချာပါတယ်ဘာလည်းမပြောတော့ဘူး12လပိုင်းအတွင်းမှာအဆက်ဆက်ရအောင်မြင်စင်ပြေတိုးတက်ပြီးတော့ကံကောင်းလာမှာအသေးချာပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေ2025ခုနှစ်12လပိုင်းအတွင်းမှာဘာကိုပဲဆွဆွဘာကိုပဲညံ့ညံ့တုံးခဲ2026မှာဆရာတော်စောင့်နေပြီမိတ်ဆွေတို့လိုက်ခဲ့ပါတော့ကံစိုးမှုတွေအညံ့တွေအစိုးတွေကိုထားခဲ့ပြီးတော့2026ကိုသွားကြအောင်လို့ပြောရင်းနဲ့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေဒီ12လပိုင်းဟလာနောက်ဆုံး2025ရဲ့12လပိုင်းအတွင်းမှာကံစားတာကောင်းမှုတွေရရှိပြီးတော့2026ကိုလည်းကံကောင်းခြင်းတွေအတူရရှိအောင်တည်ဆောင်သွားနိုင်ကြပါစေတည်ဆောင်သွားနိုင်ကြပါစေကြောင်းပြောရင်အောင်မြင်မှုအပေါင်းတရကိုစောင်းကြပါစေခင်ဗျာကြာစာပရိမှာပြန်ပြီးတော့အခါပေးရအောင်ခင်ဗျာဒါပါပဲခင်ဗျာ